to ဆိုတဲ့စကားလုံးလေးကိုသိကြရမှာလားအဲ့တော့ used to ရဲ့နောက်မှာ verb form လိုက်တာလား verb form ing လိုက်တာလားဘယ်ဟာကအမှန်လဲမင်္ဂလာပါ English with Esther Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Esther က Grade 11 English Grammar တွေကတစ်ခုဖြစ်တဲ့ used to အကြောင်းလေးကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ used to ကိုသုံးလို့ရတဲ့ပုံစံ၃မျိုးကိုဒီဗီဒီယိုထဲမှာ sharing လုပ်ပေးသွားပါမယ်ပထမဆုံးတစ်ခုကတော့လူတိုင်းမှားနေတဲ့ကြတဲ့အရာတစ်ခုရှိရဲအဲ့ဒါက used to ရဲ့နောက်မှာ verb form လိုက်တာလား verb form ing လိုက်တာလားဆိုပြီးတော့မှားနေတဲ့ကြရဲပေါ့နော် used to ရဲ့အဓိပ္ပာယ်ကိုဘာသာပြန်မယ်ဆိုလို့ရှိရင်တို့ကလုံးလေးရှိရလို့ဘာသာပြန်ကြတယ် I used to play football ငါဘောလုံးကစားလေးရှိခဲ့တယ်အဲ့တော့ဒီစကားလုံးမှာဆိုရင် I used to play used to ရဲ့နောက်မှာ play ဆိုတဲ့ verb form လိုက်တယ်ပြီးတော့သူပြောချင်တဲ့သဘောကလည်းငါကဘောလုံးကစားလေးရှိခဲ့တာပြောချင်တာအဲ့တော့အရင်တော့ကတော့ဘောလုံးကစားလေးရှိခဲ့တယ်ဒါပေမဲ့သူအခုဘောလုံးလုံးဝမကစားတော့ဘူးဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင် used to ရဲ့နောက်မှာ verb form ing မလိုက်တော့ဘူးပေါ့ verb form လိုက်တာပေါ့အဲ့လိုကလည်းမှန်ကောင်းမှန်နိုင်တယ်ဒါပေမဲ့လေ be used to ရဲ့နောက်မှာတော့ verb form ing လိုက်တယ် B ဆိုတာက Mr. Westway တဲ့ကတခုခုပေါ့ကွာအဲ့တော့ Mr. Westway ရဲ့တခုခုနဲ့ used to နဲ့တွဲထားတယ်ဆိုရင်တော့သူတို့ရဲ့နောက်မှာ verb form ing လိုက်တယ် be used to ကိုဘာသာပြန်မယ်ဆိုလို့ရှိရင်ကိုကကျင့်သားရနေပြီအကျင့်ဖြစ်နေပြီအဲ့လိုမျိုးသူကအတိတ်ပဲဖြောင်းပြန်ဖြစ်သွားတယ်ဥပမာအနေနဲ့တခုပြောပြရမယ်ဆိုရင်တော့ I'm used to getting up early I'm used to getting up early ငါမနေ့စောစောအိယာထားရတာကျင့်သားရတာပြီးအလေးချင်းတစ်ခုလိုဖြစ်နေပြီ I'm used to getting ဆိုတော့ verb form ing လိုက်တယ်အဲ့တော့သူ့ရဲ့အတိတ်ပဲကခုနက used to verb form နဲ့သူကစန့်ကျင်ဘက်ဖြစ်သွားတယ် used to verb form တော့ကျတော့အရင်ကလုံးလေးရှိခဲ့တာအခုမလုပ်တော့ဘူးဒါပေမဲ့ be used to verb form ing မှာကကြတော့ကိုယ့်အတွက်အကျင့်တစ်ခုလိုဖြစ်လာတာနေသားကြလာတာကိုသူကပြောချင်တာအဲ့ဒီတော့ used to နဲ့ပတ်သက်တဲ့နောက်ထပ်အသုံးလေးတစ်ခုရှိသေးတယ်အဲ့ဒါက get used to get used to ရဲ့အသေးပဲကကြတော့အရင်ကလုံးလေးလောက်ထားရှိခဲ့တာလည်းမဟုတ်ဘူးကိုယ့်အတွက်အကျင့်ဖြစ်နေတာလည်းမဟုတ်ဘူးသူကကြတော့အဲ့လိုအလေးအကျင့်ဖြစ်အောင်ကြိုးစားနေတော့မှရှိသေးတာဥပမာအနေနဲ့ပြောရမယ်ဆိုရင် I'm getting used to waking up early ငါမနေ့စောစောအိယာထတာကိုအကျင့်တစ်ခုလိုဖြစ်အောင်ကြိုးစားနေတော့အကျင့်လုပ်နေတော့သူကကြတော့ဒီ used to နဲ့ be used to ရဲ့ကြားထဲမှာ getting used to ဆိုတဲ့အနေအထားလေးကိုတွားပြီးသုံးလို့ရတယ်အဲ့တော့သိထားရမယ့်အရာတစ်ခုက used to ဆိုတဲ့စကားလုံးရဲ့နောက်မှာတော့ verb form လိုက်ပြီးတော့ be used to နဲ့ get used to ရဲ့နောက်မှာဆိုရင် verb form ing လိုက်ပါတယ်ပြီးတော့သူတို့သုံးခုရဲ့အဓိပ္ပာယ်ကလည်းတစ်ခုနဲ့တစ်ခုမတူကြပါဘူးကဲအခုဆိုရင် used to be used to နဲ့ get used to တို့ရဲ့အသုံးအနှုန်းလေးတွေကိုလည်းသိလောက်ကြပြီချင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye